ဟုတ်ကဲ့မင်္ဂလာပါဒီနေ့မှာsecond hand ကြီးကိုပြောပြသွားမှာပဲဖြစ်ပါတယ်ကျွန်တော်တို့အရင်ဆုံးကျွန်တော် Play Store ထဲကိုဝင်ပါမယ် Play Store ထဲကိုဝင်ပါမယ်နော် Play Store ထဲကိုဝင်မယ် Play Store ထဲကိုရောက်ပြီဆိုရင်တော့ S မှာနော် VI ZZ A2 လို့ပြီးတော့ကျွန်တော်တို့တွေ့ရပါလိမ့်မယ်အဲ့ဒါလေးကိုနှိပ်လိုက်ပါပြီးတော့ပေါ်ဆုံးကအနီအောင်လေးကိုပေါ့နော်အဲ့ဒါလေးကို install ဆွဲလိုက်ပါ install ဆွဲပြီးရင်တော့စောင့်ပါခဏတော့စောင့်ပေးရပဲပေါ့နော်ခဏလေးပါကျွန်တော်တို့ဒီ honey လေးကတော့ဘန်းခံခြင်းတွေဘာတွေတော့မရှိပေါ့နော်လူတွေအလွယ်တကူတုံးနိုင်မှာပေါ့နော်ကျွန်တော်ဒီ honey လေးကိုပြမှာကျွန်တော်ဟို Sasuke တို့ဘာတို့ပေါ့နော်အဲ့လာရေးဘာလားမသိပါဘူးအဲ့လာရေးနဲ့ကျွန်တော်လုပ်ပြမဟုတ်နံပါတ်3ရှိတဲ့မှာနံပါတ်1နဲ့လုပ်ပြမှာဖြစ်ပါတယ်ကျွန်တော်တို့ဗီဒီယိုလေးကိုကြာရင် like လေးပေးခဲ့ရင်ပေးခဲ့ပါတယ်တီးတဲ့သူတွေကလည်းကြော်သွားပါဒါမသိသေးတဲ့သူတွေညီကိုတွေတက်ပေါ့နော်ဒါကျွန်တော်တင်ပြရဖြစ်ပါတယ်ကဲကြော်လေးရတော့ဆွဲနေတော့ရပါပြီ install ဆွဲလို့ပြီးသွားပြီခဏလေးစောင့်မယ်နော် open ကိုနှိပ်မယ်ရရင် open ကိုနှိပ်ပါမယ် open ကိုနှိပ်မယ်ကျွန်တော်တို့ game ထဲကိုရောက်သွားရင်တော့ဘာလဲအဲ့တော့တိပါမှာဒီအပေါ်ဆုံးကဥစ္စာလေးကိုနှိပ်ကြရင်ပေါ့နော်အဲ့ဒါလေးကိုနှိပ်ကြရင်နှိပ်ပြီးရင်သွားမယ်ပေါ့နော်ခဏလေး line ရနည်းနည်းကောင်းတော့ခဏလေးစောင့်ပေးပါကျေးဇူးမိလာရက်ခံပါတယ်ခဏလေးပါ sorry ပါကဲကျွန်တော်တို့ဒီမှာ3ခုရှိရပေါ့နော်3ခုကိုမှကျွန်တော်ပေါ်ဆုံးနံပါတ်1နဲ့လုံးမှာဖြစ်ပါတယ်3ခုပေါ့နော်အောက်က always ပါလဲပေါ့အောက်ကအပြန်အောင်တန်းလေးကိုနှိပ်လိုက်ပါအောင်တန်းလေးကိုနှိပ်ပြီးရင်တော့မှာအပေါ်မှာပေါ့နော် audio လားAndroid အဲ့လာလေးရဲ့ data ရဲ့အောက်ကိုဆွဲမယ်ဆွဲမယ်အဲ့လာပြီးသွားပြီပေါ့နော်နှစ်ဆင်ပြီးသွားပါပြီအောက်ကိုဆွဲပြီးလို့ရှိရင်ဆွဲပါအဲ့တော့ mobile legend ဆိုတဲ့ဟာလေးကိုပေါ့နော် com mobile legend ပေါ့နော်အဲ့မှာရှိပါတယ်ဒီဘက်ဘယ်ချမ်းရလားဘယ်ချမ်းဟာလေးကိုအရင်လုပ်ပါဟိုအများကြီးမှာနှစ်ခုကျွန်တော်မှာတော့နှစ်ခုရှိရပါတော့တစ်ခုရှိတဲ့သူတွေကတော့ရှိတာပေါ့နော်အဲ့လာလေးနှိပ်ပါဒါတော့မရပါဘူးပေါ့နော်အောက်မှာပေါ့မရရင်ဟိုဘက်ကတစ်ခုသွားပါမယ်ကဲလုပ်ခဲ့ပါနှစ်စင်ပြီးသွားပြီပေါ့နော်ကျွန်တော်တို့ညာဘက်ချမ်းဟာကိုသွားကြည့်မယ်ရောက်ပါပြီကံဝိုင်းကြီးဒီဘက်က fan ဒီဘက်ဘဲဘက်ညာဘက်ကဟာလေးပေါ့နော်နှိပ်ပြီးရင်ကျွန်တော်တို့ data phone တာအဲ့လာလေးကိုရောက်ရှိလို့သွားပြီပဲဖြစ်ပါတယ်ဒီဟာလေးကပေါ့နော်ညီကိုတွေအတွက်အသုံးဝင်ခြင်းမှာဝင်ခြင်းလဲဝင်မယ်ကျွန်တော်စင်နာလေးနဲ့ပြောပြဆိုအားလုံးကိုကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်ပါ